ရှင်တော့ခြံရောင်းခြံဝယ်ကိစ္စတွေကားရောင်းကားဝယ်ကိစ္စတွေကြောင်းမြရတနာလုပ်ငန်းတွေအချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလှမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စတွေဒီကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်တော့တဲ့ကျမ်းအားလုံးပဲမင်္ဂလာပါနော်ဗီဒီယိုမင်္ဂလာချိန်နေ့စဉ်အခါတော်ပြီးဟောစရမ်းပဲဖြစ်ပါတယ်ဆရာကြီးဟိန်းဒီဆိုကြီးညွှန်ကြားချက်တာဝန်ပေးရဲ့အချိန်ရအားလုံးအတွက်ကိစ္စအလိုက်ရတရားလေးတွေကိုဆရာကြီးဟိန်းဒီဆိုကြီးကိုစားရိုက်ကူးတင်ပြပေးသွားမှာဖြစ်ပါတယ်20ရက်တလ2026တရက်တော်ဖြစ်ပါတယ်မြန်မာတက္ကသိုလ်1389ခုနှစ်တဘူရဲလာဇန်3ရက်အင်္ဂါနေ့အတွက်ပဲဖြစ်ပါတယ်စန်းစီနက်ခတ်20နှလုံးဖြစ်ပြီးတော့တရဝက်နက်ခတ်နဲ့စန်းရှင်ပါတယ်ဝရဆုံခပတ်နက်ခတ်ဖြစ်ပြီးတော့လဝဲတရကြီးစိုးပြီးနှစ်ဖက်မြင်တိထီရဖြင့်ဇေယတိထီဖြစ်ပါတယ်လုံမကယုတ်ရောက်ကလနာဆက်ရမရနက်ခတ်ဖြစ်ပါတယ်ဒီနေ့ကနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေစီဖို့အတွက်ဆိုလို့ရှိရင်အိမ်ရောင်းအိမ်ဝယ်ကိစ္စတွေအလုံးလျှောက်ထားတဲ့ကိစ္စတွေမိလက်ရှိအလုံးမှာအစဉ်ပြေစီဖို့အောင်မြင်စီဖို့အတွက်ဆိုလို့ရှိရင်မိဘတို့မို့ဆရာသမားအသက်ကြီးတဲ့သူတယောက်ကိုတဲ့ကြက်ပေါင်းဝင်လူပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်စီဖို့အတွက်ဆိုလို့ရှိရင်တော့ခြံရောင်းခြံဝယ်ကိစ္စတွေကားရောင်းကားဝယ်ကိစ္စတွေကြောင်းမြရတနာလုပ်ငန်းတွေအချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလှမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စတွေဒီကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်တော့တဲ့ကျမ်းမာရေးမကောင်းသူကိုနောက်လူပြီးတော့စတောင်းပြရမှာဖြစ်ပါတယ်။အင်္ဂါနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်တော့စစ်ဘက်ဆိုင်ရာလုပ်ငန်းများစံစီစားစီစက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစကားပြအောင်မြင်စေဖို့ဒီတော့ဆိုလို့ရှိရင်တဲ့နွမ်းပါသူကိုတဲ့စံနှစ်စီလူပြီးတော့စတောင်းပြရမှာဖြစ်ပါတယ်ဗုဒ္ဓနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်အလှပရေးရာအနုပညာလုပ်ငန်းများလေယာလုပ်ငန်းများရေသန့်လုပ်ငန်းများရွှေလုပ်ငန်းများရွှေဆိုင်တွေပေါ့ဒီလုပ်ငန်းတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်လမ်းဘေးခွေကိုမိမိအစာကျွေးပြီးတော့စတောင်းပေးရမှာဖြစ်ပါတယ်ဇာတာပတိနဲ့ပတ်သက်ပြီးအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်တော့ဇာတာပတိနဲ့ကိစ္စမှာဆိုလို့ရှိရင်မိမိမြေရောင်းမိဝယ်ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေစာမှုဝယ်ဖြည့်ဆို့ခြင်းလက်ရှိသင်တန်းတက်နေတယ်ဆိုလို့ရှိရင်ဒီကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်ကလေးငယ်တွေကိုတဲ့ငါးမုတ်ကျော်ပေးပြီးတော့စတောင်းပေးရမှာဖြစ်ပါတယ်။တောက်ကြနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်သွတ်တန်တစ်စားတဲ့လုပ်ငန်းတွေခီးသွွားလုပ်ငန်းတွေပြည်နှင်းပြည်ပခီးသွွားလုပ်ငန်းတွေပေါ့ရွှေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ပူပင်တောကမှုရှိနေတယ်ဆိုလို့ရှိရင်တော့ကိုယ်ငယ်တစ်ပါးပါးကိုတဲ့ထီးတလက်လက်ဆောင်ထီးတလက်လူပြီးတော့စတောင်းပေးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့မိမိရဲ့လုပ်ငန်းဆောင်တာတွေဒီထက်မကပို့ပြီးတော့အောင်မြင်လာစေမှာဖြစ်ပါတယ်။စနေနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်အစိုးရဝန်ထမ်းတွေယာတုကိစ္စတွေလာသာကိစ္စတွေအမှုခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတရားတော်နဲ့ပတ်သက်တဲ့ကိစ္စတွေအလုံးမှာဆိုလို့ရှိရင်တော့အဓိကထီဆိုင်တွေပေါ့ထီဆိုင်တွေအထည်ဆိုင်တွေဖက်နက်ဆိုင်တွေဒီဟာတွေအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်ဖုံကြီးတစ်ပါးပါးကိုစမူစာ9ခုလူပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီတရက်အတွက်အကျိုးပေးတဲ့ခဏန်းတွေကတော့2ခဏန်းနဲ့9ခဏန်းပဲဖြစ်ပါတယ်မိမိဟာအကြောင်းကြီးငယ်ကိစ္စပြည့်အပြင်ဘက်ကိုသွားတဲ့ဆိုလို့ရှိရင်တော့မိမိရဲ့အိမ်ကနေစပြီးတော့ဘဲချီပြည့်စတင်ထွက်ခွာပေးရမှာဖြစ်ပါတယ်ဒီတရက်တာအတွက်ကံပွင့်ကံမြင့်စီတဲ့ဂါထာလေးရှိတယ်ပေါ့နော်ဒါလေးကတော့ရန်ဆိုတဲ့ဂါထာလေးပဲဖြစ်ပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့ရှာပလေမတ္တာရန်ဖြစ်ပြီးတော့အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ YEM ရန်ဖြစ်ပါတယ်ဒီဗီဇမန်နယ်ကိုဒီတနေ့တာအတွက်108ခေါက်ရွတ်ပြရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မိမိရဲ့လုပ်ငန်းဆောင်တာလေးတက်မကပို့ပြီးတော့အောင်မြင်လာစီမှာဖြစ်ပါတယ်ဒီခုပြပြပေးတဲ့ရတရားလေးတွေကတော့မနေ့6:30မှာ9:30အတွင်းပြုလုပ်ပြီးလို့ရပါတယ်ကိုကကျန်တဲ့အချိန်မှာပြုလုပ်ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်ကတော့ဗီဒီယိုမင်္ဂလာချမ်းဆရာကြီးဟိန်းနေဆိုဤတပည့်အရင်ဖြစ်တော့ဆရာအောင်ခန့်ကိုပဲဖြစ်ပါတယ်ခုနေ့သားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနဲ့ပြည့်စုံကြပါစေလို့ဗီဒီယိုမင်္ဂလာချမ်းမိသားစုဤကိုစားဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်